အားလုံးပဲကျေးဇူးတော်မင်္ဂလာပါဒီကနေ့မှလည်းမနေ့ကအဆက်လေးကိုပဲပြန်လည်ပေးချင်တာဖြစ်တဲ့ယောမခန်းကြီးရှစ်အငယ်16စက္ကန့်ပဲပြမှာဖြစ်ပါတယ်ငါတို့ဒီဘုရားသခင်၏သားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့၏ဝိညာဉ်နဲ့တူတည်တည်ခံတော်မူ၏သားဖြစ်လင်အမွေခံဘုရားသခင်အမွေခံဖြစ်ကြ၏ခရစ်တော်နဲ့အတူဖုံးဝင်စားမိအကြောင်းသူသခင်နဲ့အတူဆင်းရဲဒုက္ခကိုခံရလင်သူသခင်နဲ့ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏အဲ့တော့ဒီထဲမှာလည်းကျွန်တော်ထူးခြားတဲ့အရာလေးတွေကျွန်တော်တွေ့ရတာဖြစ်တယ်ဘုရားသခင်သားဖြစ်ကြသည်ကိုဝိညာဉ်တော်ဒီငါတို့နဲ့တူဝိညာဉ်နဲ့တူတည်ခံတယ်အဲ့တော့နောက်ကပတော်တဲ့အသက်ရှင်လာတဲ့အခါမှာသူတစ်ပါးကြည့်တဲ့အခါမှာလည်းဘုရားဖုံးကထိကားလာမှာဖြစ်တယ်ကျွန်တော်တို့အားဖြင့်နော်သားဖြစ်တဲ့အမွေခံကျွန်တော်အမွေခံတော့သူဖြစ်တယ်သားသမီးဖြစ်တယ်ကမမိသားစုဝင်တယ်ဖြစ်တယ်အဲ့တော့ခရစ်တော်နဲ့တော့ဖုံးဝင်စားမိကြောင်းသူသခင်နဲ့တူဆင်းရဲဒုက္ခကိုခံရလျင်ဆိုတော့လောကမှာယောဟန်ထဲမှာလည်းပြောထားပြီးသားဖြစ်တယ်ဆင်းရဲဒုက္ခကိုခံရမယ်လို့ပြောထားပြီးသားဒီမှာလည်းပဲသခင်နဲ့တူထူးသခင်နဲ့တူကူရိုင်းတော့မှာပေါ့နော်သခင်နဲ့တူထူးသခင်ကလည်းကျွန်တော်တို့ပါရှိတာဖြစ်တယ်ဆင်းရဲဒုက္ခကိုခံရလင်ထူးသခင်နဲ့ဆက်ဆံတော့အမွေခံလည်းဖြစ်ကြ၏ကျွန်တော်တို့ကလောကမှာခိတ္တကနာကျွန်တော်ဆင်းရဲဒုက္ခခံရခဲ့ခြင်းကကျွန်တော်ကောင်းကင်ပလင်ထဲမှာသခင်ယေရှုခရစ်တော်တို့ဖုံးစည်းစိမ်ဝင်စားနိုင်ဖို့စီစဉ်ပြခစားနိုင်ဖို့ရတည်တည်တွေဖြစ်တဲ့ဒါကိုကျွန်တော်သတိထားဖို့လည်းဖြစ်လို့ခွန်အားယူဖို့လည်းဖြစ်ပါတယ်အရောက်စီတိုင်းမှာပြပြီးတော့ကြည့်ချပေးပါ